အားလုံးပဲမင်္ဂလာပါချီလီစတီဖူကနေပြီးတော့ကျွန်တော်တို့ကြိုဆိုပါတယ်ကျွန်တော်တို့ဒီအစီအစဉ်လေးကတော့ကျွန်တော်ချီလီစတီဖူရဲ့ကျွန်တော်ဟင်းမွဲများအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ဒီချီလီမှာရနိုင်တဲ့ဟင်းမွဲတွေကအမျိုးပေါင်း200ကျော်လောက်ရှိတာဆိုတော့ဘယ်ဟင်းမွဲကိုဘယ်လိုစားမှမသိတဲ့ကျွန်တော်တို့ customer တွေအတွက်ကိုဒီစီစဉ်လေးစီစဉ်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့အခုဒီနေ့စပြမယ်ကျွန်တော်တို့ဟင်းမွဲရတော့ဒါကျွန်တော်တို့ဟာစီဖူချင်ဆက်ဖြစ်ပါတယ်ဒါချီလီရဲ့အယောင်းအဆုံးဟင်းမွဲဆိုရင်လည်းမမှားပါဘူးခင်ဗျာကျွန်တော်တို့ဒါပါဝင်ပစ္စည်းတွေကတော့ပဇွန်ကျွန်တော်တို့ကနန်းရေပွဲကျွန်တော်ကင်းမွန်ကွင်းပြည်ကြီးငါကျွန်တော်တို့ချီလီငဖယ်တို့ကျွန်တော်တို့အစုံပါဝင်ပါတယ်ခင်ဗျာကျွန်တော်တို့ရတာတော့ကျွန်တော်ချင်းဆက်လေးဆိုတော့တော်တော်လေးကိုရတာရှိပါတယ်ကျွန်တော်တို့ဒီဟင်းမွဲဟာဟိုချင်းဆက်အတွက်ခင်းကြီးအနှစ်ကိုအခြေခံယူထားတဲ့ဟင်းမွဲဖြစ်တယ်ပြီးတော့အချင်းအတွက်ဆိုရင်ကျွန်တော်တို့ချီလီက very made အချင်းရှာလက်ကိုင်းလုံးဝမသုံးပါဘူးအချင်းအတွက်ကိုတဘာဝစစ်စစ်ကျွန်တော်တမယာပြီးကိုပဲကျွန်တော်တို့သုံးထားတဲ့ဟင်းမွဲတွေဖြစ်ပါတယ်ကျွန်တော်တို့ရေပွဲပါကျွန်တော်တို့ဒီလိုမျိုးလက်ဆန်နေတဲ့ဟာတွေဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ရပါဘာလို့ကျွန်တော်တို့အစုံဖြစ်ပါတယ်ကျွန်တော်ဝဲကိုခံမှန်းကြည့်ကျွန်တော်တို့ပေးလို့ရှိရင်တော့9កောင်ပေါ့ကြီးလို့ရှိရင်ကျွန်တော်4កောင်အဲ့လိုပါဝင်ပါတယ်ကျွန်တော်တို့ကြည့်ရပါဘယ်လိုလဲဘယ်လိုအနေနဲ့တူစားဆွေးရတာတကယ်ဒီလိုရတာကျွန်တော်ချီလီမှာပဲရနိုင်တယ်မုံအမျိုးမှာကဲနော်နော်ဒါကျွန်တော်ပြည်ကြီးငါဖြစ်ပါတယ်ဒီငါ့ကိုကျွန်တော်ပန်းဖော်ထားတာပါကျွန်တော်တို့အနှစ်ကတော်တော်ကောင်းတယ်ဗျကျွန်တော်တို့စိုက်မို့လို့ပြောတာမဟုတ်ဘူးဘာသားကြည့်ပါကျွန်တော်တို့ချီလီကအဲ့တော့ပင်လယ်သားတွေကလက်ဆက်တဲ့အပြင်ဒီကျွန်တော်တို့အနှစ်ကူကခမင်းတွေကိုလူဆိုင်ကိုကျွန်တော်တော်တော်လေးကောင်းနေပြီကျွန်တော်အနှစ်ကနေဟုတ်ဒီလိုမျိုးဟင်းမွဲကိုတားခြင်းလဲဆိုရင်ဘွာမျိုးရန်ကင်းရက်ကွက်ပြည်ပြည်မြိုင်လမ်းဆိုင်ကမုံမျိုးလေကောင်မှရှိပါတယ်ကျွန်တော်တို့ငါဖဲလဲပါပါတယ်ကျွန်တော်ငါဖဲလုံးတွေချီလီကငါဖဲလုံးစစ်ပေါ့နော်ငါဖဲစစ်ပေါ့အခုကျွန်တော်ဂျုံတွေပါလေဆိုရတာငါဖဲစစ်ကိုလုံးထားတယ်ငါဖဲဖြစ်ပါတယ်အကောင်တွေလည်းပါပါတယ်
ဒီပင်လယ်သားအစုံကပင်လယ်သားအစုံကျင်သက်ကကျွန်တော်ဒီပင်လယ်သားအစုံကျင်သက်တယ်မို့ကျွန်တော်ချီလီမှာအရသာ5မျိုးရပါတယ်ဒါကတော့ကျင်သက်ပေါ့နော်လုံးချီလီတိုင်းမှာရောင်းအောင်ကောင်းဆုံးနံပါတ်1ဟိုပြကြလို့ရှိရင်ကျွန်တော်ပင်လယ်သားအစုံအချိုချက်ရှိမယ်ပင်လယ်သားအစုံအဆက်ချက်ရှိမယ်ပြင်ပင်လယ်သားမဆလာရှိမယ်မဆလာဆိုရင်လည်းကျွန်တော်တော်တော်ကောင်းပါတယ်ကျွန်တော်ပါဝင်ပစ္စည်းတွေကကျွန်တော်တို့ရိုးတွေကပစ္စည်း assist တွေကိုပဲသုံးပါတယ်ကျွန်တော်ခီးဦးစီရစကျွန်တော်တို့အကုန်လုံးနော်နောက်ဆုံးကတော့ကျွန်တော်ချီလီမှာနောက်ဆုံးထွက်ထားတဲ့ပင်လယ်သားအစုံတုံရအနှစ်ချက်ဖြစ်ပါတယ်နော်ကျွန်တော်တို့တော့စားသုံးလို့ရပါတယ်ကျွန်တော်ချီလီကနေပြီးတော့အမြဲတမ်းလည်းဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ပြန်တော့ဒါလေးသက်သာလာအောင်လေဗျာနော်စားခြင်းလည်းဆိုရင်တော့မောင်ကမျိုးလယ်မှာရှိတဲ့ရန်ကင်းရက်ကွက်ပြည်ပြမြိုင်လန်းတဲ့ကိုဝင်လာခဲ့လိုက်ပါကျွန်တော်တို့အမြဲတမ်းချီလီစတူကနေပြီးတော့အရာကောင်းတဲ့ဟင်းပွဲတွေကိုထုတ်ပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်